ဒီရုပ်ထုကဒီဘယ်ဂျီယံကိုလာပြီးဆိုရင်မဖြစ်မနေလာမဲ့ထက်မှာနံပါတ်1 list မှာပါပါတယ်။ကမ္ဘာပေါ်မှာအသေးဆုံးရုပ်ထုအနေနဲ့ popular အဖြစ်ဆုံးရုပ်ထုထဲမှာလည်းပါတယ်ပေါ့နော်။ဒီအရုပ်ကလေးဟာဆိုလို့ရှိရင်နှစ်ပေါင်း400ကျော်ဒီ Brussels မှာဆိုရင်ပေါ့နော် public figure လိုမျိုးဖြစ်နေရပါတော့Hello အားလုံးပဲမင်္ဂလာပါ။ဒီကအခု Belgium နိုင်ငံ Brussels မှာရှိတဲ့နာမည်အကြီးဆုံးရုပ်ထုတစ်ခုကိုရောက်နေရပါ။အဲ့ဒါသူတို့ဘယင်ရဲ့ပုံမဟုတ်ဘူး။သူတို့နိုင်ငံရဲ့ hero ရဲ့ပုံလည်းမဟုတ်ပါဘူး။ကလေးလေးတစ်ယောက်ရှူရှူပေါက်နေတဲ့ပုံဖြစ်ပါတယ်ပေါ့နော်။ဒီရုပ်ထုကဒီဘယ်ဂျီယံကိုလာပြီးဆိုရင်မဖြစ်မနေလာမဲ့ထက်မှာနံပါတ်1 list မှာပါပါတယ်။ကမ္ဘာပေါ်မှာအသေးဆုံးရုပ်ထုအနေနဲ့ popular အဖြစ်ဆုံးရုပ်ထုထဲမှာလည်းပါတယ်ပေါ့နော်။ဒီအရုပ်ကလေးဟာဆိုလို့ရှိရင်နှစ်ပေါင်း400ကျော်ဒီ Brussels မှာဆိုရင်ပေါ့နော် public figure လိုမျိုးဖြစ်နေရပါတော့။ဒီလောက်ကြီးထိမိုးရွာနေအောင်မှာလာလဲတူတွေအများကြီးပဲကြည့်လိုက်အများကြီးပဲပေါ့နော်ခုနကတော့ဒီရုပ်ထုရဲ့အဝတ်အစား museum ကိုရောက်ခဲ့တယ်ပေါ့နော်အဝတ်စားပေါင်းဘယ်လောက်ရှိလဲဆိုရင်1100ကျော်သူ့မှာရှိပါတယ်ပေါ့နော်အဲ့တော့အခုမှသူကရှူရှူပေါက်နေရပါပေါ်ပပလေးနဲ့ဘွားကိုအဲ့လိုရည်စရာတစ်ခုလိုမျိုးပေါ့နော်နေတတ်တယ်ဆိုတော့သူတို့ရဲ့ sense of humor ကိုဒါဖော်ပြပါတယ်ပေါ့နော်ပြီးရင်သူ့ရဲ့တမိုင်းအရာဘာရှိလဲဆိုရင်ဒီရုပ်ထုလေးကပေါ့နော်ဒီကောင်လေးက Brussels မှာ fuse ကမီးလောင်တော့မဲ့အချိန်မှာသူကရှူရှူပေါက်ပြီးပါပေါ့နော်မီးငိမ့်အောင်လုပ်ခဲ့တယ်ဆိုတော့ဟာတာ joke လည်းရှိပါတယ်ပေါ့နော်တကယ်တော့ဟုတ်မဟုတ်ဘယ်သူမှမသိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဟာတာအနေနဲ့သူတို့ကပြောကြပါတယ်ပေါ့နော်အဲ့တော့ဒီတစ်ချက်ပြပေးပါမယ်ဒီနေ့ကတော့တူဝတ်ထားတဲ့ဝတ်စုံကဒီအယောင်လေးဖြစ်ပါတယ်ပေါ့နော်ဝါလာလဲတွေ့အများကြီးပဲเนาะမိုးရေထဲမှာเนาะBrussels ကိုရောက်ပြီးဆိုမဖြစ်မနေဒီနားလေးကိုလာပါပြီးရင်ဒီနားလေးမှာဆိုရင်စပိန်တွေကအိမ်ပေါ်တက်နေတဲ့ပုံစံလိုမျိုး artwork တွေရှိတယ်ဒီအရှိတက်တွားပြီးမှနောက်တော့3မိနစ်လောက်နေဟိုးနားလေးမှာသူ့ရဲ့ဝတ်စုံတွေကိုပြထားတဲ့ museum ရှိပါတယ်ပေါ့နော်ပြီးရင်သူ့အယုံနဲ့ပတ်သက်တဲ့ chocolate တွေလည်းအများကြီးရှိပါတယ်ပေါ့နော်သူ့လိုမျိုးပဲနောက်ထပ်အယုံနှစ်ယုတ်ရှိသေးတယ်အဲ့ဒါကအမျိုးသမီးငယ်လေးကရှူရှူပေါက်တဲ့ဟာပေါ့နော်ဒီတွားလေးလိုက်တယ်ဒီမှာ video clip လေးထည့်ပေးလိုက်မယ်ပေါ့နော်နောက်တစ်ခုကခွေးလေးကလမ်းပေါ်မှာရှူရှူပေါက်တာပေါ့နော်အဲ့ဒီရှူရှူပေါက်တဲ့ရုပ်ထု3ရုပ်ရှိပါတယ်ဒီ Brussels မှာပေါ့နော်ဒီခွေးကလေးရှူရှူပေါက်တဲ့နေရာနည်းနည်းလေးဝေးတဲ့အတွက်ကြောင့်မို့ဒီနေ့ရောမတွားဖြစ်တော့ဘူးပေါ့နော်မိုးရွာနေတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီတော့ကိုမြင်ဘူးသမျှရုပ်ထုထဲမှာဘယ်ရုပ်ထုကိုအကြိုက်ဆုံးလဲ comment မှာရေးခဲ့ပါဒီကတော့ဒီရှူရှူပေါက်နေတဲ့အရုပ်လေးကိုသဘောကျတယ်ပေါ့နော်သူကတကယ်တေးပန်းပြီးမှရီလဲရီရတယ်သူ့ဝတ်စုံတွေအများဆိုအများကြီးပဲကြည့်ခဲ့တယ်ဘယင်ရဲ့ဝတ်စုံဖုံးကြီးရဲ့ဝတ်စုံ fireman ရဲ့ဝတ်စုံတန်ရှင်းသမားရဲ့ဝတ်စုံဆရာဝန်ရဲ့ဝတ်စုံပေါင်း1000ကျော်လူမျိုးပေါင်းအလုတ်သမားနယ်ပယ်ပေါင်း1000ကျော်ကလူကိုသူက represent လုပ်ထားတဲ့အတွက်ကြောင့်မို့တော်တော်လေးကို public figure လိုမျိုးဖြစ်နေရပေါ့နော်တော်တော်လေးသဘောကျမိပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီရဲ့ဒီ Brussels travel vlog လေးကို like ကြည့်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ပေါ့နော်နောက်ထပ်ရောဘယ်နိုင်ငံကိုဆက်သွားစီချင်လဲ comment မှာရေးခဲ့ပါ